မင်္ဂလာပါကျွန်တော်ဒီနေ့တရုတ်ပြည်ကြံကျုံမြို့ကိုရောက်နေတာဖြစ်ပါတယ်။နောက်နဲ့ဒီကိုထုံးနဲ့ပါပါ။ ဟုတ်ကဲ့ဒီမှာကျွန်တော်အခုရောက်နေတာသူ showroom ပေါ့နော်အကြီးရွယ်ကားတွေလည်းအစုံနဲ့တွေ့ရတယ်ပြောကောင်းပါတယ်။ showroom အဝင်မှာ BYD ကနေကျွန်တော်တို့ကြိုဆိုနေတဲ့စာတန်းလေးတွေပါ။ကလေးလေးတွေလည်းလာရောက်လေးလာပြီးတော့ပြန်သွားကြတာကိုတွေ့ခဲ့ရပါတယ်။ကျွန်တော်ဒီကြံကျုံမြို့မှာ BYD EV Power ပေါ့နော် EV ကျွန်တော်တို့စီက BYD EV Power နေတစ်ဆင့် BYD ကျွန်တော်တို့ BYD စက်ရုံဒီနေ့လာရောက်လေးလာခွင့်နဲ့လေပတ်ခွင့်ရတာဖြစ်ပါတယ်။ကျွန်တော်အဲ့မှာကားတွေကိုလည်းဒီနေ့တော့စက်ရုံကိုလေးလာမှာဖြစ်ပါတယ်။နောက်နေ့ကျရင် test ride ခွင့်တွေလည်းလေးလာမှာဖြစ်ပါတယ်။ကျွန်တော်နဲ့ဒီ BYD စက်ရုံမှာဘာတွေရှိတယ်ဆိုတာလိုက်လေးလာလို့ရပါတယ်။တစ်ချက်တော့လိုက်ကြည့်ပေးပါဦး။ဒါကျိုးတဲ့အဖွဲ့ကြီးလည်းရောက်နေပါပြီ။ BYD စက်ရုံကကျွန်တော်ကြံကျုံမြို့ကနေဆိုရင်တနာရီဝန်းကျင်တော့မှာပါပါတယ်။ကျွန်တော်အခုဒါစက်ရုံတွေကိုဝင်းတွေကိုစရောက်နေပြီ။အပြင်မှာလည်း BYD ကားတွေအများကြီးရထားတာကိုတွေ့ရပါတယ်။ထဲမှာကားတွေထုတ်တော့ဒီထဲတော့ကင်မရာရိုက်လို့မရမယုံလို့တဲ့စက်ရုံကလူတွေကကင်မရာတွေကိုပိတ်တာစက်ရုံဘယ်လောက်ကြီးလဲဆိုကျွန်တော်ပြဒါသူ့ရဲ့စက်ရုံကြီးအမျိုးသားလောက်ရှိတယ်။အိုးမှလမ်းမြင်နေရတာသူ့ရဲ့ gate ဒါ okay ဒါနောက်ဆုံး product နေရာပေါ့နော်ဒါသူ့ရဲ့စက်ရုံ6တောင်းနေကားတစ်စီးလုံးကိုဒီမှာပဲတစ်ခါရဲထုတ်တာပေါ့ဟိုးမှလမ်းမြင်နေရတာဟိုးဘက်ထိကိုမျက်စိတစ်စုံကြီးသူတို့စက်ရုံမဆုံးသေးပါအကျယ်ကြီးပါမြို့တစ်မြို့သားလောက်ကိုကျေပါစိတ်ပိုင်းတစ်ခုကိုခုလောင်တစ်ခုစီမှာထုတ်နေတာတွေ့ရပါတယ်လမ်းမှာလည်းဒီ BYD ကားတွေကိုဒီလိုတည်ပြီးတော့ပို့နေတာတွေ့ရပါတယ်ကျွန်တော်ကိုကြီးစပွန်ဆာကိုကြီးစပွန်ဆာကိုကြီးဒါကျွန်တော်တို့ EV Power နဲ့ BYD နဲ့ကျွေးရလေကင်းစားတယ်ဟုတ်ပဲနော်ကိုကြီးတင်နေဒီလေဒါကျွန်တော်ကိုကြီးပါနော်ဟာမနေရဲ့ဒါကျွန်တော်ချက်ဖို့ကျွန်တော်ဒါ BYD ရဲ့ showroom เนาะ showroom BYD ရဲ့ကြံကျဲမြို့ကshowroom เนาะဟုတ်တယ် showroom အဝင်မှာ BYD ကနေကျွန်တော်တို့ကြိုဆိုနေတဲ့စာတန်းလေးတွေပါကလေးလေးတွေလည်းလာရောက်လေးလာပြီးတော့ပြန်သွားကြတာကိုတွေ့ခဲ့ရပါတယ်ဒါကတော့ BYD စထုတ်ကြရတဲ့အခုချိန်ကြီးထုတ်နေတဲ့ကားတွေကိုပြသထားတာဖြစ်ပါတယ်ဒါကတော့ BYD ရောင်းချနေတဲ့နိုင်ငံတွေကိုပြသထားတာဖြစ်ပါတယ်ဟုတ်တယ်နေမယ်နော်မြန်မာနေမယ် EV Power မှာအလေးမှာဒုတိယမြောက်EV Power နောက်နဲ့ဒီကိုထုံးနဲ့ပါပါဟုတ်ကဲ့ဒီမှာကျွန်တော်အခုရောက်နေတာသူ showroom ပေါ့နော်အကြီးရွယ်ကားတွေလည်းအစုံနဲ့တွေ့ရတယ်ပြောကောင်းပါတယ်ခု showroom နဲ့ကားတွေကိုကြည့်နေမှာဖြစ်ပါတယ်တော့မြန်မာပြည်မှာရှိတဲ့ကားတွေရောမြန်မာပြည်မှာမရှိသေးတဲ့ကားတွေအများကြီးပါဒါလေးက Dolphin Mini လေးပါဒါလေးတော့ရန်ကုန်မှာသိမတွေ့ရပါဘူးဒါလေးလည်းစီးလိုင်းရွနဲ့ဆင်မြင်မဲ့ရန်ကုန်မှာမတွေ့ရပါဘူးဒီဘက်ကတော့ Auto 2ဒါမြန်မာပြည်မှာတင်သွင်းရောင်းချနေပါပြီဒါဟန်နဲ့ဆင်တာ share ပြောင်းသွားလာပြီဒါမှဟန်ဒါကတော့မြန်မာပြည်မှာမတွေ့ရပါဘူးဒီကားလေးတော့ဒါ Auto 3ဒါလေးလည်းမတွေ့ရပါဘူးမရှိပါဘူးဒီမှာပဲရှိတဲ့ကားလေးတွေပါဒါလေးလည်းမတွေ့ရပါဘူးဒီမှာမရှိပါဘူးပေါ့နော်ကျွန်တော်မြန်မာပြည်မှာဒီကားလေးလည်းမရှိဘူးဟိုဘက်ဘေးကဒါတော့ရှိမယ်ဒါကတော့ကျွန်တော်တို့ Dolphin ဒါကတော့သူ့ရဲ့ကားအတွင်းပိုင်းပစ္စည်းတွေကိုပြသထားတာဖြစ်ပါတယ်ဒါဆိုရင်ကားရဲ့ဒီစားချင်းစီကိုတခြားပါဘောနော်မစင်နဲ့တခြားပြထားတာဖြစ်ပါတယ်စီးကိုဒီစားတယ် BYD စီးဖြစ်ဖို့များပါတယ်ဒီကောင်လေးစီးနဲ့တော်တော်ဆင်တယ်တော့တစ်ခုချင်းအစိပ်ပိုင်းတစ်ခုချင်းစီကိုတခြားပြထားတာပါBYD ဆေးမှုတ်တဲ့ဆက်ကားတစ်စီးလုံးဆေးမှုတ်ထပ်မှုတ်တာကျွန်တော်ချိန်တဲ့ကားရင်းတော့ရောက်ငင်းတွေကြည့်လိုက်ဟိုဒါကတော့ BYD ကထုတ်တဲ့ MPV တိုက်ပေါ့ဒီလေးနဲ့တက်ပြီး
အော်ဒါ drone ပါတယ်ကသူရဲ့ဒီနောက်ခေါင်မိုးပေါ်မှာ drone လေးပါပါတယ်ဒါသူရဲ့ drone လေးပါ drone ကိုတက်တက်ပြထားပေးတာပါရန်ဝါရှူ7နဲ့ဟောကောင်ကရေထဲထမောင်းရတဲ့ကရန်ဝါရှူ8ရှာဟုတ်တယ်ကရေထဲဆင်းလို့ရတဲ့ကတော့ချက်ကြည့်လိုက်အောင်ပါအရေထဲဆင်းလို့ရတဲ့ကတကယ်မိုက်တယ်လုံးဝတက်စီရတယ်နော်ရှယ်ကြီးမိုက်တယ်ဟောအလဲရှောက်လန်းနဲ့အခါမှလည်း TV နဲ့အခါ TV နဲ့လုံးဝအလဲရှောက်လန်းနေတာလုံးဝအလိုင်းဒီကားကတော့တကယ်အလိုင်းရန် wish UND ရဲ့နာမည်ကြီး Blade Battery နော် It's for PHEV，这个方刀是用在重。frame အောက်မှာထည့်တဲ့ battery ပေါ့ဒီမောင်းလို့ရတဲ့အခါရဲ့ frame တွေပေါ့နော်ဒီ frame တွေကျွန်တော်တို့လက်ပတ်ကြည့်လို့ပြီးပါပြီခဏနေဟိုတယ်ပြန်มาဖြစ်ပါတယ်စက်ရုံမဟုတ်ပါဘူးဒါ showroom ကသူ့ရဲ့ showroom ကအကျယ်ကြီးပဲလိုက်ပါကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော် Great Friendship ကအမြတ်သေးပါ